ဒီဒေါခင်ကြီးနဲ့ပတ်သက်ပြီးတော့ကျမအဖွာဒေါ်တန်းခင်ကပြောသွားဘူးတဲ့နော်မခင်ကြီးကအင်မတန်စိတ်သဘောထားမြင့်မြတ်တဲ့မိန်းမအေးဒီဘိုးချုပ်တို့ကြာဆုံးသွားပြီးတော့နော်ဝင်းကြီးချုပ်ဦးနုတက်လာတယ်တိုင်းပြည်ကလည်းလွတ်လပ်ရေးရပြီဘလုံးဦးစောနဲ့အဖွဲ့ကိုကြိုးပေးပြီးကွက်မြတ်လိုက်ပြီးဦးစောကလည်းမှားသွားတယ်နော်မတန်းခင်ငါပိုင်တဲ့ပစ္စည်းတွေရောက်ပြီးကြာဆုံးသွားတဲ့ခေါင်းဆောင်ညီမရဲ့မိသားစုတွေကိုအညီမြဝေခွဲပေးလိုက်ပါတော့ဦးစောကိုယ်တိုင်ကလည်းမှားသွားတယ်နော်အဲ့ဒီမှာဒေါခင်ကြည်ကိုပေါ့နော်မခင်ကြည်ကိုလူတွေကဝိုင်းပြီးသွားပြီးမြောက်ပေးကြတာအေးနော်နစ်နာမှုနော်နစ်နာမှုအတွက်ရလုံမှုပေါ့နော်ငွေကြေးရလုံမှုတရားဆွဲပါဒေါတန်းခင်ဦးစောတိတ်ချမ်းသာတယ်ဦးစောကမြေတွေဒီအိမ်ဝိုင်းနဲ့ခြံဝိုင်းတွေလည်းအများကြီးပဲရတနာတွေဆိုတာပြည်တောင်းနဲ့တောင်ချိန်ရတယ်ဦးစောကနစ်နာမှုအတွက်တရားဆွဲပါဆိုမခင်ကြီးကိုအေးတဲ့လူတွေကသွားမြောက်ပေးကြတာဒါပေမဲ့မခင်ကြီးကဘာပြန်ပြောတယ်မှတ်တယ်လေမတန်းခင်နဲ့ကျမနဲ့ကမုတ်ဆိုးမှချင်းဘဝတူတွေပါရှင်မုတ်ဆိုးမှချင်းအတူတူတောင်ကျမကဂုံရှိပြီးကြံရိတ်ခဲ့တဲ့မုတ်ဆိုးမှပါသူကဂုံမဲ့ပြီးကြံရိတ်ခဲ့တဲ့မုတ်ဆိုးမှနာမည်ပြည့်နဲ့ကြံရိတ်ခဲ့တဲ့မုတ်ဆိုးမှမတန်းခင်စီကကျမတပြားတစ်ချက်မှမရချင်ပါဘူးရှင်လို့သူညင်းခဲ့တယ်ညင်းယုံနေမကဘူးဥစောဆန္ဒတိုက်သွားပေးတော့မခင်ကြီးလက်မခံခဲ့ဘူးငါမီးရဲ့မခင်ကြီးကအဲ့ဒီလိုမိမမျိုးလို့ကျမအဖွားကပြောသွားဘူးတယ်ကျမအင်တာဗျူးထဲမှာဖတ်လိုက်ရအဲ့ဒီကိစ္စတွေပေါ့နော်ဖြစ်ပြီးနောက်ပိုင်းနှစ်ပေါင်း30လောက်ကြာမှာဒေါ်မွန်မွန်ရဲ့မင်္ဂလာဆောင်နော်အလုံးသိတဲ့အတိုင်းပဲမင်္ဂလာအခါပေးပန်းအဖြစ်လီလီပန်းနေနော်ငွေပလားကြီးထဲမှာထိုးရမယ်ဆိုတော့လီလီပန်းလိုက်ရှာတာဘဲမှမတွေ့တော့တရက်တော့သတင်းလာပေးတယ်တဲ့နော်ရန်ကုန်မြို့ကတခုသောခြံကြီးမှာတော့လီလီပန်းနေပွင့်တာတွေ့ခဲ့တယ်အဲ့ဒီခြံကြီးကဘု து ခြံကြီးလဲမေးလိုက်တော့ဘိုးချုပ်အောင်ဆန်းရဲ့ဇနီးဘိုးချုပ်ကတော့ဒေါခင်ကြီးခြံထဲမှာဒေါ်မမင်းရဲ့ဖြေးပါတယ်ကျမဘယ်လိုလုပ်ပြီးဘယ်လိုမျက်နှာနဲ့ကျမသွားပြီးဝယ်ရမှာလဲရှင်ကျမသွားပြီးမဝယ်ရဲဘူးတဲ့ကျမအဖွားကလည်းတစ်ချက်လို့အမိန့်ထုတ်တယ်ငါမိမင်္ဂလာဆောင်မှာအခါတော်ပေးထားတဲ့လီလီပန်းမှာမထိုးရရင်မင်္ဂလာပွဲကိုရက်ရွှေ့ဆိုင်လိုက်လို့ကျမအဖွားမတန်းခင်ကလည်းကျမအမိန့်ထုတ်တယ်ပန်းကလည်းဘဲမှရှားမရဘူးဒီတက္ကသိုလ်ရိပ်သာလမ်းခြံကြီးစီကိုလည်းကျမချီမလန်းဝင်ဘူးဒါပေမဲ့ကျမစွန့်စားမှုတစ်ခုလုပ်လိုက်တယ်ငါသွားကြည့်မယ်ငါ့ကိုငါလွတ်တော့လဲဘာဖြစ်လဲငါပြန်လာရုံပေါ့ရောင်းတော့လဲရောင်းပေါ့ဆိုကျမသွားတယ်ခြံဆောင်ကြီးကိုမေးလိုက်တော့ဟုတ်တယ်တဲ့ဒီလီပန်းနေရှိပါတယ်အဲ့ဒီချိန်ခါတုန်းကနော်ဒေါခင်ကြီးဟာသားတွေသမီးတွေကနိုင်ငံရခြားမှာဘဝကိုအထီးကျန်စွာတယောက်တည်းဖြတ်တန်းနေရတဲ့မြို့သားခေါင်းဆောင်ကြီးရဲ့သမီးဇနီးမြို့သားခေါင်းဆောင်ကြီးရဲ့ဇနီးအပြင်အဖွားအိုကြီးတယောက်ဖြစ်ပါတယ်ဘဝကိုတက္ကသိုလ်ရိပ်တန်လန်းကြီးမှာတဲ့ခြံကြီးထဲမှာသူတယောက်တည်းပဲဖြတ်တန်းနေဒေါခင်ကြီးရဲ့မိဖို့ကြောင့်အတွက်သူဟာပန်းဆိုင်ပြီးစားခဲ့ရပါတယ်ကျမတို့မြို့သားခေါင်းဆောင်ကြီးရဲ့ဇနီးဟာသူ့ဘဝကိုဘယ်လိုထိန်းချောင်းသူ့ဘဝကိုဘယ်လိုစားတောက်သွားတယ်လဲကျမတို့နိုင်ငံကဘယ်သူမှခေါင်းထဲမရှိခဲ့ကြဘူးနော်အဲ့ဒီပန်းသူ့တက္ကသိုလ်ရိပ်သာလမ်းပန်းခြံထဲမှာပန်းဆိုင်ပြီးပန်းရောင်းရတဲ့ငွေလေးနဲ့သူ့ရဲ့မိဖို့ကြောင့်ဇရိတ်ကိုဖာထေးခဲ့ရတယ်တိုင်းပြည်အတန်းကိုမကြားခဲ့တာနော်ကျမစားကြမရှိဘူးလို့တခါမှမတောင်းခဲ့ဘူးသူ့ကိုထောက်ပံ့တာတောင်ညင်းခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်နော်ဒီတာမတ်အငိမ့်စားလာစာတာမတ်ကနေအငိမ့်စားယူလာတော့အငိမ့်စားလာစာပြီးတော့ဒေါခင်ကြီးကညင်းတယ်ဘာဖြစ်လို့လဲတိုင်းပြည်ဆင်းရဲနေတဲ့အချိန်ခါမှာကျမအလုံးမလုပ်ဖ ೇನೆ ပတ်စံမလိုချင်ဘူးတဲ့တိုင်းပြည်ပတ်စံသူညင်းခဲ့တယ်နောက်သူနာပြုတ်အငိမ့်စားလာစာလဲသူညင်းတယ်ကျမအလုံးမလုပ်ဖ ೇನೆ ပတ်စံမလိုချင်ဘူးသူလက်ခံခဲ့တာတိုင်းပြည်ငွေတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်တိုင်းပြည်ကနေပြီးတော့မြို့သားခေါင်းဆောင်ကြီးများအာဇာနည်ကြီးများအတွက်ထောက်ပံ့တဲ့ငွေကိုသူလက်ခံခဲ့ပါတယ်ခင်ပွန်းတဲ့ရဲ့စက်ရိတ်ကိုတော့သူခိုခဲ့ပါတယ်ခင်ပွန်းတဲ့ကိုရောချေးနော်နေနာကြီးပေးတာတိုင်းပြည်ကပေးတာကိုသူလက်ခံခဲ့တယ်ပေါ့အဲ့ဒီမှာသူပန်းလေးစိုက်ပြီးစားတယ်သူစိုက်တဲ့ပန်းက2မျိုးပဲရှိတယ်တစ်မျိုးကနှီးစီပန်းတစ်မျိုးကမင်္ဂလာဘိတ်သိက်ပန်းအဲ့တော့ဒေါ်မမင်းကသွားပြီးဝယ်တယ်ခြံဆောင်ကြီးကတော့လှမ်းတောင်းတော့ဒေါခင်ကြီးကဝရန်ဒါကနေပြစ်ချပေးတယ်တော့တွဲကိုမေးလိုက်တယ်တဲ့ဘသူမင်္ဂလာဆောင်လဲမေးတော့ခြံဆောင်ကြီးကပြန်ပြီးဖြေပါတယ်ဦးစောဒေါ်တန်းခင်တို့ရဲ့မိမင်္ဂလာဆောင်မှာဒေါခင်ကြီးကတစ်ချက်တွေးသွားတယ်နော်တွေးသွားတယ်သူစဉ်းစားမှာပေါ့ဩခုချိန်မှာသူတို့မိတောင်မင်္ဂလာဆောင်ပြီငါမှတော့တာသမီတွေနဲ့ငါမိသားစုလေးရတော့တကွဲတပြားစီငါမှဘဝအထီးကျန်စွာဒင်းတို့မိသားစုလုတ်ခဲ့ရလို့ဆိုတဲ့
အဲ့ဒီလိုနာကြီးချက်ပြူ तू မရှိဘူး तू ဘလို့ပြန်ပြောလေဩမတန်းခင်တောင်မီးတွေဘာတွေရနေမှာဘူးအခုလိုပုံတိုင်းဆိုရင်တော့ तू ကတောင်ကျမထက်ကံကောင်းနေသေးတော့တယ်နော်ကောင်းပါလေကောင်းပါလေကဲအဲ့ဒီလီလီပန်းနေမင်္ဂလာဖိတ်သိပ်ပန်းနေတို့အလိုရှိသလောက်ဖြတ်သွားပါစေဒီမဲ့ပတ်စံမယူလိုက်နဲ့နော်ကျမကလက်ဖွဲ့တယ်လို့ပြောလိုက်ပါရှင်အဲ့ဒီလိုစိတ်ဓာတ်မျိုးလေကျမတို့နော်ကျမတို့မထားနိုင်ဘူးလားအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေနော်ငါဘဝကိုဖျက်ဆီးသွားတဲ့လူတိုင်းပြည်ကဒီနှစ်ဦးကိုရန်သူလို့မြင်နေတဲ့အချိန်ခါမှာအဲ့ဒီဒေါခင်ကြီးဆိုတော့အဖွားအိုကြီးကခွန့်လွတ်နေလိုက်တာစိတ်သဘောထားတွေမြင့်မြတ်နေလိုက်တာနော်ကျမတို့ကဘာဖြစ်လို့တယောက်ကိုတယောက်နော်အညိုးတွေအမုန်းတွေအာဃာတတွေထားမှာလဲအားလုံးငါတို့အားလုံးအတူတူပဲဆိုတဲ့စိတ်ဓာတ်နဲ့တိုင်းပြည်တိဆောက်ရေးကိုသွားမှကျမတို့ကရောက်မှာနှစ်ပေါင်း60လောက်အများတန်းတိုင်းပြည်တိဆောက်နေရလို့မဖြစ်ဘူးဒုက္ခိမှာတော့မလွဲမသွေတကယ်ပြောင်းလဲတဲ့အချိန်ကြီးရောက်ပြီဆိုပြီးကိုမိမိရဲ့စိတ်ဓာတ်တွေကိုအရင်ဆုံးမြင့်မို့ရကျမတိုက်တွန်းပါတယ်နော်နောက်ဆုံးအနေနဲ့ကျမဆရာကြီးဥတင်မို့ရဲ့ကြပြလေးနဲ့ညီကုန်းချုပ်ပါမယ်ကျမလက်ဆွဲထားတဲ့ကြပြလေးပါနော်နှစ်ကြောင်းနဲ့ပဲဆရာကြီးကကြပြလေးနာမည်လူတဲ့လူငှက်တကောင်နော်ငှက်တကောင်သူ့အတောင်သူ့အားကိုနဲ့မိုးတို့ပြန်ကြီးငှက်ဆိုတာအတောင်ပါတော့မိုးထိုးဖောက်ပြီးပြန်တယ်ကျမတို့မြင်နေရတာငှက်တကောင်သူ့အတောင်သူ့အားကိုနဲ့မိုးတို့ပြန်ကြီးအတောင်မပါရောင်းချကြဒီလူဒူးမှာစိတ်ကူးတွေအတောင်ပေါက်မိုးဖောက်နိုင်ကျမတို့စိတ်ကူးတွေအတောင်ပေါက်လိုက်ကြစမ်းပါလို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ရှင်